ဒီသင်တန်းလေးကတော့အန်ဒီတို့ကောလိပ်ဆက်ပြခဲတပါးသားအထူးပြုတင်တဲ့လှိုင်တန်ရသင်တန်းသားပါရှင့်အန်ဒီတို့ဒီဆက်ပြလုပ်ငန်းလေးဆိုရင်မိန်းကလေးမှလုပ်ရတာမဟုတ်ဘူးဒီလိုမျိုးယောက်ျားလေးတွေလည်းစိတ်ဝင်စားရင်လက်မှုပညာအဖြစ်လုပ်လို့ရပါတယ်ရှင့်ကိုအလုပ်ကတစ်ဖက်ဒါလေးကတစ်ဖက်တလောင်းဝင်ငွေလေးနဲ့ရှာလို့ရပါတယ်ဒီသင်တန်းသားဆိုရင်ဒီစံကောလိပ်ဆက်ပြအခဲရွှေကောလိပ်ဆက်ပြအခဲပြောင်းစနွေးကောလိပ်ဆက်ပြအခဲတွေကိုဒီလောင်းသွားပါတယ်ရှင့်စိတ်ဝင်စားတဲ့တည်တည်ချာချာလေးလောင်းတော့အန်ဒီတို့ကလည်းဒီဆက်ပြခဲမှာ decoration လေးတွေဘယ်လိုထည့်ရမလဲဆိုတာလေးလေတေချာတင်ပေးသလိုပါဝင်တဲ့ဒီပစ္စည်းတွေပေါ့နော် chemical ဘိုင်းတွေတေချာရှင်းပြပေးပါတယ်ရှင်ကိုစနစ်တကျအလုပ်တက်သွားတာပေါ့နော်တင်နန်းတက်တယ်ဆိုရင်ဒါကကိုစနစ်တကျလုပ်တက်တဲ့ packaging ဘိုင်းကအစာတေးချာချာလေးလှပပလေးလုပ်တက်သွားတာပေါ့နော်အဲယောက်ျားလေးဆိုပေမဲ့လည်းကိုကဒါဒီကိုစိတ်ဝင်စားတဲ့ဆိုလည်းတင်လို့ရပါတယ်အန်ဒီတို့တူးချင်းတင်းတန်တင်ပေးတာရှင့်အနည်းတင်တဲ့ဒီအကုန်လုံးကတော့တူးချင်းတင်းတန်တင်ပါတယ်အသက်အရွယ်ပိုင်းခြားမရွေးအားလုံးကိုဒီတင်ပေးပါတယ်ရှင့်တို့ကစာတွေလက်တွေမို့လို့စာပိုင်းဆိုရင်ဒီအသေးချာလေးရှင်းပြပေးပါတယ်ရှင့်ဒါဆိုအန်ဒီတို့ဒါပြားစနစ်စပြခဲလေးကိုလည်းဒါလောင်းပြီးသွားပြီးအန်ဒီတို့ free ပေးတဲ့ပကန်းစစ်အဝတ်လျှော်အဝတ်ပေါင်းတင်ရှုံမွေးတွေကိုလည်းအန်တို့တေးသေးချာချာတင်ပေးပါတယ်ရှင်စပြသမားမို့လို့ပေါ့နော်လုံရောက်နေဖြစ်စေမလုံရောက်နေဖြစ်စေပေါ့နော်ဒီပကန်းစစ်အဝတ်လျှော်ကကိုယ်အိမ်မှာသုံးလို့ရတဲ့စပြတွေမို့လို့ဒါစရိတ်လျှော့ချတဲ့အနေနဲ့လုပ်သုံးလို့ရပါတယ်ရှင်အခုဆိုရင်အန်ဒီတို့က pH level လေးတွေလည်း stack လေးတွေစပြပေးပါတယ်သင်တန်းမို့လို့အန်တို့ဒီစပြတွေကိုဘယ်လိုလုပ်ရတဲ့အခဲချမ်းတွေကိုလည်းဘယ်လိုလုပ်ရလဲဆိုတာအန်တို့သင်ပေးပါတယ်ဒါပေမဲ့အန်တို့အန်ဒီရှိတဲ့ဆိုရင်အန်ဒီရှိတဲ့အကြောင်းလေးတွေလည်းဒီ chemical လေးတွေအကြောင်းလေးတွေအန်တို့ရှင်းပြပေးပါတယ်ရှင်စပြခဲလေးတွေကိုတုံးစင်းပါကင်ပေါ့နော်တတိချာချာထုတ်ပိုးတအောင်စနစ်တကျလှလှပပထုတ်တော့အန်တို့ကသိမင်းပါတယ်ရှင်အတော်ရင်18တုံးဆို18တုံးအားလုံးကိုပါကေးချင်းလုပ်သွားတာပါဒါကြောင့်မို့ကိုကကျွမ်းကျင်သွားပြီးအိမ်ရောက်လို့ရှင်တတိချာချာလေးဒါပြန်ပြီးတော့လုပ်တတ်အောင်ဒီလိုကလက်တွေ့သင်ပေးတာပါရှင်အဲဒါမှအန်ဒီတို့က online ဆိုလို့ရှိရင်အန်ဒီတို့က free video တွေပဲကြည့်ခိုင်းပါတယ်ဒီလိုလူတွေသင်တာကိုပဲအန်တို့သင်တန်းကြည့်ယူတာပါရှင်အခုချိန်ဒီအန်ဒီ online ကိုသင်တန်းကြည့်ယူပြီးမသင်သေးပါဘူးအန်ဒီတို့ဗီဒီယိုတွေကြည့်ပြီးအန်ဒီတို့စီကုန်ချမ်းမှားရင်လုံနည်းစာရွက်လေးပါအန်တို့ထည့်ပေးလိုက်ပါတယ်ရှင်ဒါကတော့ဒီလိုစနစ်ကြဖို့တော့အန်ဒီကမသေးချဘူးပေါ့ရှင်ဒါကြောင့်ပစ္စည်းတစ်ခု product တစ်ခုထုတ်ပိုးပြီးတိတိကျကျတရဲ့ထုတ်ချင်တဲ့ product တစ်ခုထုတ်ချင်တယ်ဆိုရင်ဒီလိုလူတွေကိုအချိန်တရက်ပေးပြီးလာတင်လိုက်တာနဲ့ကိုယ့်အတွက်လုပ်ငန်းတစ်ခုကိုစလုပ်လို့ရပါပြီရှင်ဘူးအားလုံးပတ်သမျှ18ခဲထွက်ရင်18ခဲအားလုံးအတူပြန်ပေးလိုက်ပါတယ်ရှင်၄ဘာသာတည်နဲ့စာအုပ်တွေကို၄ဘာသာလုံးပေးပါတယ်